ဘဝမှာမျောလင့်ချက်တွေအကုန်ဆုံးနေတဲ့လူတစ်ယောက်ကကြီးစံတစ်တောင်းကိုဒေါ်လာ1 တန်တဲ့နေရာတစ်ခုကိုရောက်ရှိလာခဲ့ပါတယ်။တဆုံတစ်ယောက်ကအဲ့ဒီကြီးစံကို6လုံးပြူတဲ့နှက်ထဲကိုထိလိုက်တယ်။သဘောတူညီချက်ကတော့ရှင်းလေးပါတယ်။တကယ်လို့သူ့သားအသက်ရှင်ခဲ့မယ်ဆိုရင်အဲ့ဒီငွေတွေကသူ့အပိုင်ပေါ့။ဒါပေမဲ့ကန်ဆိုးကျင်တော့သူမောင်းဖြုတ်လိုက်တဲ့ခဏမှာတင်သူဟာပွဲကိုရှုံးနေသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဒုတိယမြောက်လူတစ်ယောက်စင်ပေါ်တက်လာခဲ့ပြန်တယ်။သူကတော့ကြီးစံ2000ထည့်ခိုင်းပြီးသူသားအသက်ရှင်ခဲ့ရင်ဒေါ်လာ2 တန်ရမှာပေါ့။ကြီးစံတွေကိုအမြန်ထည့်ကြီးအိမ်ကိုလှည့်ပြီးလူအများရှိမှာပဲသူမောင်းဖုတ်လိုက်ပါတယ်။ကန်ကောင်းစွာနဲ့ပဲသူအသက်ရှင်သွားခဲ့ပြီးပရိသတ်တွေအားလုံးကလည်းဝိုင်းပြီးအားပေးကြတာပေါ့။သူဒေါ်လာ2 တန်အနိုင်ရသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့ခုနကဝါးနေပူဆွေးနေတဲ့လူကရှေ့ကိုတကြော့ပြန်တက်လာခဲ့ပါတယ်။သူကကြီးစံ9000ထည့်လိုက်လို့ပြောလိုက်တဲ့အခါအားလုံးစွန့်អော်သွားကြတာပေါ့။ကြီးစံတွေကို1000ချင်းထည့်နေတော့ခန်းမတစ်ခုလုံးလည်းတိတ်ဆိတ်သွားခဲ့ပါတယ်။ဒီလူကန်တရားကိုတကယ်ပဲအနိုင်ယူနိုင်ပါမလားဆိုတာအားလုံးရဲ့အရင်ထဲကမေးခွန်းပါပဲ။သူကကြီးအိမ်ကိုလှည့်တင်နဲ့ပြောင်းဝါးကိုနမ်းလိုက်ပြီးမောင်းဖုတ်ဖို့လှုပ်တဲ့အချိန်မှာပဲသူမကြသေးခင်ကမှကိုအိမ်ကထိခိုက်မှုအာမခံထားခဲ့တာကိုရုတ်တရက်တတိယသွားပါတယ်။တကယ်လို့သူဟာကိုတက်တည်ဖို့စူးစမ်းခဲ့တာမှအာမခံကုမ္ပဏီကတည်သွားရင်သူ့မိသားစုဘာမှရမှာမဟုတ်ပါဘူး။ဒါကိုတွေးမိပြီးသူနှုတ်ဆက်ဖို့ဆုံးဖြတ်လိုက်ပေမဲ့အချိန်နှောင်းသွားပါတယ်။ပရိသတ်တွေကစီးမင်းကျစ်အတိုင်းလို့ဖို့ဝိုင်းအော်ကြသလိုပွဲပိုင်ရှင်ကလည်းဒီနေရာမှာဘဲကစားပွဲကမှမပြီးပဲထားခဲ့လို့မရဘူးလို့တတိပေးလိုက်ပါတယ်။သူမကရှင်ကကြောက်လို့နှောင်းဆုတ်မယ်ဆိုရင်တခြားတစ်ယောက်ကရှင်ကိုစားမောင်းဖြုတ်ပေးလိမ့်မယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီမှာတင်ထိုလူကခဏစဉ်းစားလိုက်ပါတယ်။တကယ်လို့တခြားတစ်ယောက်ကသူ့ကိုတတ်လိုက်ရင်အာမခံကုမ္ပဏီကဒါကိုမတော်တာစုမှုလို့ပဲတတ်မှတ်မှထက်တည်သူ့မိသားစုငွေရနိုင်တာပေါ့။ဒါကြောင့်သူဟာတွန်းဆုတ်မနေတော့ပဲတင်နတ်ကိုပွဲပိုင်ရှင်စီကန်ပေးလိုက်ပါတယ်။ပွဲပိုင်ရှင်ကတော့တုံရင်နေတဲ့လက်တွေနဲ့ထိုလူကိုချိန်လိုက်ပါတယ်။6လုံးဖြူရဲ့ကြည်အိမ်6ကမှတကန့်ပဲအလုပ်ရှိတာပါ။မောင်းဖြုတ်လိုက်တဲ့အချိန်မှာတော့သူဟာဒီတေမင်းတမန်ပွဲကိုအနိုင်ယူပြီးအသက်ရှင်သွားခဲ့ပါတယ်။ခန်းမတစ်ခုလုံးလည်းအန်အိုးလွန်းလို့တိတ်ဆိတ်သွားခဲ့ရတာပေါ့။ဘယ်သူမှဒီလောက်ကြောက်စရာကောင်းတဲ့ပွဲမျိုးကိုမကစားဘူးကြပါဘူး။အဆုံးမှာတော့ထိုလူဟာဒေါ်လာ9 တန်းအနိုင်ရသွားခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဘဝမှာမျောလင့်ချက်ကုံဆုံးနေသူတိုင်းဟာရှုံးနေသူတွေမဟုတ်လို့ပါပဲ။